ကျွန်တော်ရဲ့ channel လေးမှာအားလုံးကိုကြိုဆိုပါရစေအခုတစ်ခါမှာတော့ကျွန်တော် Gmail လုပ်နည်းအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ် Gmail ကတော့ကျွန်တော်တို့ Facebook account အသစ်တစ်ခုလုပ်တဲ့နေရာမှာမဖြစ်မနေလိုအပ်တဲ့အရာလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Gmail ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်ဒီဖုန်းလေးထဲမှာပုံစံလေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အရင်ဆုံး setting ကိုတွားရပါမယ် setting ကိုဝင်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ user and account ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်အဲ့ဒါဆိုရင်တော့ဒီအောက်ဆုံးမှာအပြာလေးနဲ့ရေးထားတဲ့ add account ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဖြည့်တာနဲ့ကျွန်တော်တို့က Gmail ဖွင့်မှာဆိုတဲ့အတွက် Google ဆိုတာလေးကိုတစ်ချက်နှိပ်ပြရပါမယ်ဒီလိုပုံစံကိုရောက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကအခုမှစပြီးတော့ Gmail account အသစ်တစ်ခုဖွင့်မှာဆိုတဲ့အတွက်ဒီ create account ဆိုတာလေးကိုကျွန်တော်တို့ကနှိပ်ပြရပါမယ်ပေါ်ကကျွန်တော်တို့ for myself ဆိုတဲ့ဟာလေးကိုပဲနှိပ်ပြပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ first name last name ပါ first name ကိုရေးပါမယ်ဥပမာကျွန်တော်နာမည်ကဝင်းဦးဆိုရင်အကြီးနဲ့ရေးအသေးနဲ့ရေးရပါတယ်เนาะဝင်းဦးဆိုရင် first name မှာဝင်း first name နေရာမှာဝင်း last name နေရာမှာဦးပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်သွားပါမယ် next ကိုနှိပ်ပါမယ်ဟုတ်ကဲ့ပါဒီလိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့မွေးနေ့နဲ့ယောက်ျားမိန်းမကိုရွေးချယ်ပေးရပါမယ်မွေးနေ့ကတော့ကျွန်တော်ကတော့အောက်တိုဘာ6ရက်1988အမျိုးအစားကတော့ men ဖြစ်ပါတယ်အဲ့လိုမျိုးရွေးချယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနိုင်နဲ့နောက်တစ်ဆင့်သွားပါမယ်ပြီးပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ကသူကတော့ကျွန်တော်တို့လုပ်တဲ့နာမည်ကိုဒီတိုင်းမရဘူးပေါ့နော်ဒီမှာသူရနိုင်တဲ့နာမည်လေးတွေကိုသူကရထားတဲ့အရာကိုသူပြထားပါတယ်အဲ့ထဲမှာကျွန်တော်တို့ကနောက်တစ်ခုကိုဒီသူပြထားတဲ့ထဲကတစ်ခုကိုရွေးချယ်လိုက်ပါနော်ကျွန်တော်ကတော့ဦးဝင်းဆိုပြီးတော့6895ကိုရွေးချယ်ပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့နေနဲ့ဆက်သွားပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့နှစ်သက်တဲ့ password ကိုထည့်ပေးရပါမယ်ကျွန်တော်ကတော့ပို့ပြီးတော့အစီအမီသွားအောင်เนาะ password ကိုရှေ့ဆုံးမှာကြီးရေးမယ်ပြီးစလုံးကိုကြီးရေးမယ်ပြီးမှအသေးလေးရေးပါမယ်โอเคကျွန်တော်ရှစ်လုံးပြအောင်ရေးမယ်เนาะပြီးရင်တော့အနောက်ကကျွန်တော်တင်ချာကဏ္ဍလေးနဲ့ပိတ်ပါမယ်အဲ့လိုပိတ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်သွားကြည့်ပါဒါဆိုရင်တော့ကျွန်တော်တို့ password ထည့်ပြီးသွားပြီပြီးပြီဆိုလို့ရှိရင်ဒီမှာ yes I am in ဆိုတဲ့လေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ဘာမှမဖြည့်ချင်တော့ဆိုရင်တော့ဒီကအပြာရောင်လေးက skip လေးကိုနှိပ်ပြီးလိုက်ပါ okay ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ်နှိပ်နဲ့တစ်ဆင့်သွားမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့အမှန်ချလေးချစ်ပြီးတော့ agree ဆိုတာလေးကိုလက်ခံပေးလိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ Gmail account ကိုအောင်မြင်စွာဖွင့်ပြီးသွားပါပြီကျွန်တော်တို့အခုဖွင့်ထားတဲ့ Gmail ကိုအဆင်ပြေမပြေကျွန်တော်တို့တွက်ကြည့်မယ်ဒီ user and account ဆိုတာလေးကိုထပ်နှိပ်ပေးပါပြီးပြီဆိုရင်တော့ဒီကျွန်တော်တို့ဒီမှာ Google ကိုတစ်ချက်ထပ်နှိပ်ပေးပါအဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့ဖွင့်ထားတဲ့ဆွမ်းနာအကောက်ကိုကြည့်ကြည့်မယ်နော်အောက်ဆုံးမှာဦးဝင်6895ဆိုတဲ့ဟာလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီလိုမျိုးလေးဆိုရင်တော့ကျွန်တော်တို့ခုနက Gmail ဖွင့်တာကပြီးဆုံးသွားပါပြီပဲဖြစ်ပါတယ် Gmail account တစ်ခုရပြီပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ